ကိုယ့်ရဲ့ဖဲခင်ဆုံးပါသွားလို့ပူဆွေးတော့ကရောက်နေတဲ့အချိန်မှာဟိုလေတေဆုံးသွားတဲ့ဖဲခင်ရဲ့ဝိညာဉ်ကိုယ်တိုင်ကကိုယ့်စီကိုရုတ်တရက်ရောက်လာတယ်ဆိုပါဆိုဗျာ လက်စရာကြီးပေါ့ ဟုတ်တယ်လေပြီးတော့သူကတာမန်တေဆုံးသွားတာမဟုတ်ဘူးငါ့ကိုရက်ဆက်လက်ကျန်သွားတာလို့လာပြီးဖွင့်ဟာပြောပြမယ်ဆိုရင်ဘလို့များတုံပြန်ပြီမလဲစဉ်းစားကြည့်ဗျာ တကယ်တုံလို့စရာပဲ အဲ့ဒါနေမကသေးဘူးနော်ကိုအယုံကြည်အားဆုံးဆွေမျိုးရင်းချတွေကပဲဒီလောက်ကြံမှုမှာပါဝင်နေတယ်လို့သိလာရတဲ့အခါမျိုးမှာလူတစ်ယောက်ရဲ့စိတ်ပန်းဆိုင်ရာအခြေအနေဟာဘလို့တောင်ကင်လို့ခံလာရမလဲဆိုတာကိုပေါ့ အဲ့ဒီလိုအခြေအနေမျိုးကလူတစ်ယောက်ရဲ့ယုံကြည်မှုစနစ်တစ်ခုလုံးကိုပြိုကျသွားစေနိုင်တာပေါ့ရှင်ကိုယုံကြည်ထားတဲ့ကဘာကြီးတစ်ခုလုံးစောက်ထိုးမိုးညောဖြစ်သွားတဲ့ခိုက်တံပဲလी ဟုတ်တာပဲ ဒီလိုအဖြစ်ဖြစ်မျိုးဟာဇက်ကောင်ရဲ့ရှေ့ဆက်ရမယ့်ခရီးစဉ်အတွက်အစာပြုလိုက်တဲ့အဓိကမောင်းနှင်အားပဲဖြစ်ပါတယ်ဆိုတော့ဒါမဲ့တာမန်ကလဲစားချီတဲ့ဇလန်းတင်နေမတူတာကဒီကိစ္စဟာလက်စားချီဖို့တက်ချက်စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကိုပို့ပြီးအကြီးကျယ်ဖြစ်ပေါ်စေတာပါပဲ အဲ့တော့ဒီနေ့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးဖောက်တည်ကြမယ့်အကြောင်းအရာကတော့ Shakespeare ရဲ့အကြော်ကြားဆုံးပြဇာတ်တစ်ခုဖြစ်တဲ့ Hamlet ရဲ့အစာပိုင်းနဲ့အလယ်ပိုင်းဇက်ကွက်တီအကြောင်းပဲဖြစ်ပါတယ် Hamlet ဆိုတာကတော့အလုံးကြားဘူးကြမှာပါ မှန်ပါတယ်ကျွန်တော်တို့အားလုံး Hamlet ဆိုတဲ့နာမည်ကိုသိကြတယ်လေကြာပဲဒီနေ့တော့ဟိုဘသူကဘသူကိုတတ်တယ်ဆိုတဲ့တာမန်ဆက်ကြောင်းကိုပြန်ပြောပြနေမှာမဟုတ်ပါဘူး ဟုတ်ကဲ့ အဲ့ဒီအစာတစေးတကောင်ရဲ့စကားတခုံးကားနဲ့စတင်ခဲ့တဲ့ကိစ္စရဲ့ဟာရှုပ်ထွေးလာတဲ့နန်းသွင်းရေးလောက်ကြောင်မှုတွေတစ္ဆာဖောက်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာပြိုကွဲမှုတွေစီကိုဘလို့နဲ့ဘာကြောင့်ရောက်ရှိသွားတယ်ဆိုတဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုသိချဖြည့်ကြည့်သွားမှာပါ အင်မတန်စိတ်ဝင်စားစရာကောင်းကြပိုင်းပါပဲ ဒေမမင်တာ Hamlet စီကိုခမေးတော်ရဲ့ဝိညာဉ်ပေါ်လာပြီးသူ့ကိုလက်ရှိဘီရင်ဖြစ်နေတဲ့ကိုယ်တိုင်ရဲ့ညီတော် Hamlet ရဲ့ဦးရီတော် Claudius ကလောက်ကျန်ခဲ့တာဖြစ်ကြောင်းပြောပြတဲ့အချက်ကနေစကြတာပေါ့ ဟုတ်တယ်ဒီအစပြုံးမှုနေစပြီးဇလန်ရဲ့အသက်ကဝင်လာတာပဲလက်ရှိဘရင်ကသူ့ဖခင်ကိုထက်ခဲ့တဲ့လူထက်သမားဖြစ်နေတယ်ဆိုတဲ့အတိတရားရလာတဲ့အခါတာမန်ဇလန်တွေမှာဆိုရင်ဇက်ကောင်ကချက်ချင်းဓာဆွဲပြီးတွားခုံမှာပဲလी အဲ့ဒါပေါ့ချက်ချင်းလက်စားချီမှာပေါ့ ဒါပေမဲ့ Hamlet ကအဲ့လိုမလုပ်ဘူးရှင်အမှန်တရားကိုတေချောင်းအရင်စုံစမ်းဖို့သူဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုစုံစမ်းဖို့သူအသုံးပြုခဲ့တဲ့ view ဟာကတော့စိတ်ယူပေါက်နေဟန်ဆောင်ချင်းမှာ Okay ဒီအချက်ကိုကျွန်တော်တို့နည်းနည်းရပ်ပြီးစဉ်းစားကြည့်အောင်လက်တွေ့ဘဝမှာဆိုရင်ဒါကဘာနဲ့တူလဲဆိုတော့ဟိုလေကိုကုမ္ပဏီမှာအကြီးအကဲတွေရဲ့အကျင့်ပြချက်စားမှုဒါမှမဟုတ်လူသားမှုတစ်ခုကိုလာပြောပြတဲ့အလျောဝတ်ချက်ဖော်ထုတ်တဲ့တင်ပေးသူတယောက်ရှိတယ်ဆိုပါစို့ တရင်ပေးသူပေါ့ ဒါပေမဲ့ပြဿနာကအဲ့ဒီတင်ပေးသူဟာလက်စုပ်လက်ကင်ပြလို့မရတဲ့တစ်ချက်တကောင်ဖြစ်နေတာပဲဗျာ ဟုတ်ကဲ့ဘယ်သူမှတော့ပြောပြလို့မရဘူးလေ အဲ့ဒါပေါ့ယုံခက်နဲ့တော့ပြီးကျွန်တော်ဖေရဲ့ဝိညာဉ်ကလာပြောလို့ဦးလေးကလူသက်သမားဆိုတော့ကျွန်တော်သိတာပါလို့တော့ပြောလို့မှမရတာအဲ့တော့တရားဝင်စုံစမ်းလို့မရဘူး မှန်ပါတယ် ဒါကြောင့်မလို့ကျွန်တော်ခေါင်းထဲမှာမေးခွန်းတစ်ခုပေါ်လာတယ် Hamlet ကစိတ်ယူပေါက်ခွန်ဆောင်လိုက်တာဟာအမှန်တရားကိုစုံစမ်းဖို့အတွက်ညံကောင်းလုံးနဲ့လျှို့ဝှက်စုံစမ်း view ဟာတခုလားဒါမှမဟုတ်လုံးဝကိုလက်ခံရခက်လို့နဲ့အမှန်တရားကြီးကြောင့်ဒီလိုပဲစိတ်တန်ရာရတော့ပြီးထွက်ပေါ်လာတဲ့တုံ့ပြန်မှုလား အဲ့ဒီမေကွန်းကဒီဇက်လန်တစ်ခုလုံးရဲ့အသန်းနှလုံးတော့တောင်ပြောလို့ရတယ်ရှင်ကျမအမြင်နဲ့ရတော့နှစ်ခုစလုံးကဒွန်တွဲနေတယ်လို့မြင်ပါတယ် ဘယ်လိုမျိုးလဲဗျာ ပထမအချက် view ဟာပိုင်းကိုအရင်ကြည့်အောင်ဒိမတ်နန်တွင်ဆိုတာအလွန်ကိုအသက်အန္တရာယ်များတဲ့နေရာတစ်ခုပါစဉ်းစားကြည့်လေလက်ရှိဖခင်ဟာအာနာရဖို့အတွက်ကိုယ့်အကုအရင်ကိုတောင်အစ်စ်ခတ်တတ်ရတဲ့သူဆိုတော့ ဟုတ်တယ်တော်တော်ရက်ဆက်တဲ့သူပဲ အဲ့ဒီလိုလူမျိုးရဲ့မျက်စိအောက်မှာ Hamlet အနေနဲ့ပုံမှန်တိုင်းသွားလာလှုပ်ရှားပြီးတန်တရားဝင်စရာမဲခွန်းတွေလိုက်မင်းနေမယ်ဆိုရင်ဘာဖြစ်သွားမလဲ ဘယင်ကရိပ်မိသွားမှာပေါ့ အတီးကြပဲဖခင်ကသူ့ကိုချက်ချင်းအန်တရယ်လို့တတ်မှတ်ပြီးရှင်းပြမှာပေါ့ ဒါပေမဲ့ဗျာဒီလိုယူချင်ရန်ဆောင်တာကတကယ်ပဲအလုပ်ဖြစ်လို့လားဟိုမှာကဘယင်လေဘယင်ကတန်တရားရှိရင်ဒီတိုင်းရှင်းပြလို့ရနေတာပဲဟာကို အဲ့လိုလည်းမလွယ်ဘူးလေ မဟုတ်ဘူးလေယူနေတဲ့သူပို့တော့ရှင်းပြရလွယ်သေးတယ်သူ့ကိုမင်းသားလေးစိတ်ဖောင်းနေလို့အနိုင်ယူပါစေဆိုပြီးလောင်ပစ်ထားရလို့ရတာပဲဘာလို့ယူချင်ရန်ဆောင်တာကအကာအကွယ်ဖြစ်သွားတာလဲ အဲ့ဒီခေတ်ကနန်းတွင်းနိုင်ငံရဲ့တဘာဝကိုနားလည်ဖို့လိုတယ်ရှင်ယူနေတဲ့သူတယောက်ကိုအရေးတယူလုပ်ပြီးတတ်လိုက်ရင်ဒါမှမဟုတ်ဆန့်ချုပ်လိုက်ရင်ဘရင်ကိုယ်တိုင်ကတခုခုကိုကြောက်နေတယ်ဖုံးဖွဲ့ချင်နေတယ်လို့ဝန်ခံလိုက်တယ်လို့ဖြစ်သွားမယ်လေ အဲ့ဒီလိုလား ဟုတ်တယ်ယူနေတဲ့သူဆိုတာသူပြောချင်ရပြောမယ်လုပ်ချင်ရလုပ်မယ်လူတွေကသူ့ကိုတကယ်ချင်းချောက်မှုတစ်ခုအနေနဲ့မမြင်တော့ဘူးတနာစရာဒါမှမဟုတ်ဟာတာတစ်ခုအနေနဲ့မမြင်တော့တာ သဘောပေါက်ပြီ तू ကအန်ဒီရမပြေးနိုင်ဘူးလို့ထင်သွားတာကွာ အဲ့ဒါကြောင့်စိတ်ယူပေါက်ဟန်ဆောင်လိုက်ခြင်းအပြင် Hamlet ဟာအမှန်တရားကိုစုံစမ်းဖို့အတွက်ဘေးကင်းတဲ့အကာအကွယ်တစ်ခုကိုရသွားတာမှာသူကအယူတယောက်ရဲ့မျက်နှာဖုံးကိုတက်ပြီးတခြားသူတွေရဲ့လျှို့ဝှက်ချက်တွေကိုလိုက်လေ့လာခွင့်ရသွားတာပေါ့ အော်ဒါဆိုအယူဆိုတော့ဘာပြောပြောအပြစ်မဖြစ်ဘူးဆိုတဲ့အခွင့်အရေးကိုယူလိုက်တာပေါ့ မှန်ပါတယ် ဖြူဟာရတာတိတ်ကိုပြောင်းညောင်ပါတယ်ဒါမဲ့ဟိုစိတ်ပိုင်းဆိုင်ရာရှုထောင့်ကတော့ तू တကယ်ပဲယူသွားတာမဟုတ်ဘူးလား အဲ့ဒါကပူပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပဲတကယ်တော့ဟန်ဆောင်လာတဲ့တကယ်ဖြစ်သွားတာကြားကစီမီယန်လေးကအမတန်ပါလွှပါတယ် စိတ်ယူပေါက်ဟန်ဆောင်ဖို့ဆိုတာအများတန်းကိုတတိကတ်ထားရတဲ့အလုပ်လေ
တစ်ဖက်မှာလည်းဖခင်ရရဆက်ဆက်အသက်ခံရတယ်ဆိုတဲ့အတိလူသက်သမားကကို့ဦးလေးဖြစ်နေတယ်ဆိုတဲ့အတိ နောက်ပြီးမိခင်ကပါအဲ့ဒီဦးလေးနဲ့လက်ထပ်လိုက်တာလေ ဟုတ်တယ်အဲ့ဒီလူသက်သမားနဲ့ကိုမိခင်ကလက်ထပ်လိုက်တယ်ဆိုတဲ့အတိဒီအတိတွေကသူ့စိတ်ကိုအကြီးအကျယ်ဖိစီးနေတာဟန်ဆောင်ရင်းနဲ့ပဲတကက်စိတ်တန်ရာအကြောင်းဖြစ်ပေါ်လာတဲ့နာကျင်မှုတွေဒေါသတွေကဒီအယူမြက်လာဖုံအောက်ကနေပောက်ကွဲထွက်လာတော့တာပဲ တကယ်တော့အဲ့ဒီဖိအားတွေကမခံနိုင်စရာပဲနော် ဟုတ်ပါတယ်တချို့အခန်းတွေမှာဆိုရင် तू ဟန်ဆောင်နေတာလားတကယ်ကိုပဲစိတ်လွတ်သွားတာလားဆိုတာဘယ်သူမှခွဲခြားလို့မရတော့ဘူးသူကိုယ်တိုင်တော့ခွဲခြားလိုက်ဖို့မလွယ်တော့ဘူး တော်တော်လေးဆိုတာပဲရှုပ်ထွေးတယ်မိသားစုပြဿနာတွေစီကိုဥတီသွားပြန်ကတွေ့ရတယ် ရင်းမြစ်တွေအရဆိုရင်ဟန်လက်ရဲ့အာယုံကလှုပ်ကြံတဲ့ဦးရဲတော်အကင်သူ့ရဲ့မိခင်ဖြစ်သူအပေါ်ကိုပါအကြီးကျယ်ရောက်သွားတယ်။သူကမိခင်ဖြစ်သူနဲ့ဦးရဲတော်ကိုအိမ်တော်ရဲကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်လို့ဆိုထားတယ် ဟုတ်တယ်ကျတော့တော့နော်မိခင်က ။ဒီနေ့မှာကျွန်တော်နည်းနည်းဝင်ပြီးသဘောထားခွဲလွဲခြင်းတယ်ဗျာ။ဟန်လက်ရဲ့အဓိကရည်မှန်းချက်ကသူ့ဖခင်ကိုတတ်သွားတဲ့တကယ်တရားခံကိုရှာဖွေဖော်ထုတ်ဖို့လက်စားချေဖို့ဖြစ်တင်တယ်မဟုတ်လား အေးဖြစ်တင်တာမို့ စိတ်ပြီးဒေါတာတကြီးဝေဖန်နေတာကတကယ်အဓိကပြည့်မဖြစ်တဲ့လူတတ်မှုကိုလစ်လူရှုပြီးအတဲမကိစ္စတွေစီတွေ့ပြီးတော့တာမဟုတ်လားအချင်းဆွဲနေတယ်လို့ထင်မနေဘူးလား တစ်ချက်ကြည့်ရင်တော့အဲ့ဒီလိုထင်စရာပါပဲဒါပေမဲ့ကျမတို့ဒီကိစ္စကိုဟမ်လက်ရဲ့ရှုထောင်းဟမ်လက်ရဲ့စိတ်ခံစားမှုကလည်းနက်နက်ဆိုင်ဆိုင်ဝင်ကြည့်လို့ပါတယ် ဘယ်လိုမျိုးလဲ ဟမ်လက်တော့တာဟာတာမန်နိုင်ငံရေးရအာဏာလူတဲ့လှုပ်ချမ်းမှုတတ်တယ်မဟုတ်တော့ဘူးလူတယောက်ဟာနိုင်ငံရေးရလှုပ်ချမ်းခံရတာကိုလက်ခံနိုင်ကောင်းလက်ခံနိုင်မယ်ဒါပေမဲ့အယုံရှိရာဇွန်မိသားစုဝင်တွေရဲ့ကိုရဲကိုယ်တာတစ္ဆဖောင်းမှုကြီးကိုတော့ဘယ်လို့မှလက်ခံနိုင်မှာမဟုတ်ဘူးလေ အဲ့ဒါတော့ဟုတ်တယ် စဉ်းစားကြည့်လေရှင်သူဖခင်တေဆုံးပြီးမကြခင်မျက်ရည်တောင်မချောက်တင်ခင်မှာပဲမိခင်ဖြစ်သူကခင်မွန်းဟောင်းရဲ့ညီနဲ့လက်ထပ်လိုက်တာဟာဟမ်လက်အတူကဘာဖြစ်သွားတယ်လို့ပဲ ဒါပေမဲ့အဲ့ဒါဟာလူတတ်မှုထပ်ပူရေးကြီးလို့လားဗျဦးလေးကလူတတ်သမားလေးအမေကမတီးပဲလက်ထပ်လိုက်တာလဲထင်နိုင်တာပဲ तू ကဘာလို့အမေကိုအဲ့ဒီလောက်အပြစ်တင်နေရတာလဲ အရေးကြီးတယ်ဗျဘာလို့လဲဆိုတော့လူတယောက်လှူရှာရက်တည်နိုင်မှုဆိုတာယုံကြည်မှုဆိုတဲ့အခြေခံဥမြစ်လိုအပ်တယ်ဟမ်လက်ရဲ့အခြေခံဥမြစ်ကသူ့မိဘတွေရဲ့အချစ်ရေးသူ့မိသားစုရဲ့ဂုဏ်သိက္ခာပဲလေ အဲ့ဒီအုတ်မြစ်ကြီးကပြိုကျသွားတာကို ဟုတ်တယ်အချစ်ဆိုတာတကယ်မရှိဘူးတစ္ဆာတရားဆိုတာစကလုံးတတ်တတ်ပဲဆိုတဲ့အတိအားသူ့ကိုလူတဘာဝတစ်ခုလုံးကပေါ့အယုံအကြည်ကင်းမဲ့သွားစေတာအမေဖြစ်သူကတော့ဖခင်တော့ပိုဒီလောက်မြင်မြင်တစ္ဆာဖောက်နိုင်တယ်ဆိုရင်ဒီကဘာကြီးမှာဘယ်သူကိုယုံရမလဲဆိုတာမျိုးဖြစ်သွားတာ တော်တော်လေးကိုနာကျင်စရာကောက်တဲ့အချင်းတွေပဲ ဦးချင်းတရားအပေါ်စိတ်ပြတ်သွားခြင်းရဲ့ပြရုပ်ပဲဒီလိုအရာအားလုံးပြုတ်လဲနေတဲ့အချိန်မှာဦးလေးကိုတက်ပြီးလက်စားချေလိုက်ဆိုတဲ့တာဝန်တစ်ခုတည်းကိုပဲစရုပ်တရုပ်လိုအေးအေးဆေးဆေးအာယုံဆိုင်ဖို့ဆိုတာလူသားတစ်ယောက်အနေနဲ့ဘလို့မှမဖြစ်နိုင်တော့ပါဘူး ဆိုလိုတာကသူရင်ဆိုင်နေရတာကနိုင်ငံရေးတစ္ဆာဖောက်မှုတစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားတဲ့ပြဿနာပေါ့ မှန်ပါတယ် အဲ့ဒီလိုစိတ်ပိုက်ဆိုင်ရာဖိအားတွေတိတိရိမြင့်တက်လာတဲ့အကျိုးဆက်အနေနဲ့ဇလန်းဟာခြေကွဲ့ဝဲအမာယွင်တစ်ခုစီကိုဆက်ရောက်သွားတာကိုတွေ့ရတယ် ပိုလိုနီယပ်စ်ကိစ္စပေါ့ ဟုတ်တယ်အဲ့ဒါကတော့ဇာကွက်အတွင်းကအမတ်ကြီးပိုလိုနီယပ်စ်အသက်ခံလိုက်ရတဲ့အဖြစ်ပြက်ပါပဲအဲ့ဒီချင်းကစပြီးနန်းတွင်မှာအခြေအနေတွေကနောက်ကျောင်းပြန်လဲလာမရအောင်ဆိုးရွားသွားခဲ့တယ် တကယ်ကိုအချိုးအကွက်တစ်ခုပါပဲ ဒီအဖြစ်ပြက်ကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့စစ်တွင်ကစားနေတယ်ဆိုပါစို့ကစားပွဲကအရန်တင်မာနေတယ်ဟမ်လက်ကအခြေအနေကိုစောင့်ကြည့်ပြီးသူ့ရဲ့နေရုပ်တွေကိုစီးမြင့်နေညီဖြည်းဖြည်းချင်းရွှေ့နေအောင်ပဲရှိသေးတယ်ဒါပေမဲ့ရုပ်တရက်သူ့ရဲ့ဖိအားတွေကပေါက်ခွဲထွက်လာပြီးစစ်တွင်ခုံကိုလှောင်မောက်ချလိုက်တဲ့အခိုက်အတန့်မျိုးလိုမြင်နေဗျာ စစ်တွင်ခုံကိုထောင်မောက်ချလိုက်တယ်ဆိုတဲ့ဥပမာကတိတ်ကိုကြည့်မိတယ်ရှင်တကယ်လဲဟမ်လက်ဟာအဲ့ဒီအချင်းအထိစောင့်ကြည့်လေလာသူစုံစမ်းစစ်ဆေးသူအစ်စ်ပဲရှိသေးတာ ဟုတ်တယ် ဒါပေမဲ့ပိုလိုနီယပ်စ်ကိုတတ်လိုက်တဲ့အချိန်မှာတော့သူကိုယ်တိုင်ကပြဿနာရဲ့တစ်စစ်တစ်ပိုင်းလူတက်သမားအဖြစ်ကိုရုတ်တရက်ပြောင်းလဲသွားခဲ့ပြီလေဘာလို့ခုံကိုမောက်ချလိုက်ကြလဲဆိုတော့အဲ့ဒီယူချင်းရောင်ဆောင်ပြီးစောင့်ကြည့်ရတဲ့ဂိမ်းကြီးကိုဆက်ကစားဖို့သူစိတ်ကမခံနိုင်တော့လို့ပဲ ဖိအားတွေများလွန်သွားတာကို ဟုတ်တယ်ကလာကနောက်ကွယ်မှာလူတယောက်ချောင်းနှာထောင်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာအဲ့ဒီလူဟာဖီယန်ကလော်ဒီယပ်စ်ထင်မယ်လို့သူထင်လိုက်တာလေအမြဲတမ်းတွေးတောနေစောင့်ကြည့်နေရတဲ့ဖိအားတွေဟာအဲ့ဒီစက္ကန့်မှာပေါက်ကွဲထွက်သွားပြီးချက်ချင်းဓာတ်နဲ့ထိုးချလိုက်တာပဲ ဒါပေမဲ့တေးသွားတာကဖီးရမဟုတ်ပဲမိဖူယာကြီးရဲ့အခန်းထဲမှာလာချောင်းနာထောင်နေတဲ့အမတ်ကြီးပိုလိုနီယပ်စ်ရှိနေတယ် အတိအကျပဲအဲ့ဒီမာယွင်းတဲ့လို့ရဟာဒီဇလန်တစ်ခုလုံးရဲ့အရေးအကြီးဆုံးအချို့အကွေ့ပြောရရင်အနောက်ကိုပြန်လှည့်လို့မရတော့တဲ့လန်ခွဲပေးချက်သွားပါတယ် လုံးဝကိုပြောင်းလဲသွားတာပေါ့နော် ဟုတ်တယ်ဒီလို့ရကြောင့်ဟမ်လက်ရဲ့ group တစ်ဆက်တိဆောက်ထားတဲ့စိတ်ယူပေါဟန်ဆောင်တဲ့ဖြူဟာကလုံးဝလန်းဆွန်းသွားပါပြီအရင်ကသူဟာယူနေတဲ့မင်းသားတစ်ပါးမို့တနာစရာဒါမှမဟုတ်အနေမရှိလာဘူးလို့တခြားသူတွေကထင်ခဲ့ပေမဲ့အခုတော့သူဟာတွေးထွားတန်ရုံဖြစ်စေတယ်တကယ်ကိုအန်ဒီရရှိတဲ့လူသက်သမားရောဖြစ်သွားပါပြီ ဆိုလိုတာကလူတယောက်ကိုတပ်ပြီးသွားမှတော့ကျွန်တော်ယူနေလို့ပါလို့ဆက်ပြီးအကာအဝယ်ယူလို့မရတော့ဘူးပေါ့လေ ဟုတ်တယ်ရှင်ဖရင်အတွက်ရောနန်းတွင်းကလူကြီးအတွက်ပါဟမ်လက်ဟာချက်ချင်းဖြည့်ရှင်းရမယ်ချင်းထောက်မှုကြီးတကူဖြစ်လာတာကိုတွေ့ရပါတယ်
Hamlet ဟာအမှန်တရားရှာဖွေသူကနေကိုယ်တိုင်ပြစ်မှုကျူးလွန်သူအဖြစ်ကိုကူးပြောင်းသွားခဲ့ပြီလေသူ့ကိုဘယ်သူကမှတက်ညာပေးလို့မရတော့ဘူး အဲ့ဒီမှာဘရင်ရဲ့တံပြန်တိုက်ကွက်ကစလာတာပဲ Polonius အသက်ခံရမှုကြောင့်ဥယျာဉ်တော်ဖြစ်တဲ့ဘရင် Claudius မှာ Hamlet ကိုဖယ်ရှားဖို့အကောင်းဆုံးကြောင်းပြချက်တရားဝင်ခိုင်လုံတဲ့အကြောင်းပြချက်ကြီးရရှိသွားတယ် အေးဖရင်အတွက်တော့အခွင့်ကောင်းပဲ ရင်းမစ်စာစုတွေမှာဖော်ပြထားတဲ့အတိုင်းဆိုရင်ဘရင်က Hamlet ကိုအင်္ဂလန်တို့နယ်တံပေးဖို့စီစဉ်လိုက်တယ်ဒီလိုစီစဉ်လိုက်ခြင်းအပြင်ဇက်ရှင်ကိုအမြင့်ဆုံးစီဆွဲတင်လိုက်တာတွေ့ရတယ် ဟုတ်ပါတယ် ဒီမှာကျွန်တော်စဉ်းစားစရာတစ်ခုရှိတာကဟိုဘရင်မှာအာဏာရှိတယ်လေ Hamlet ကလူတက်မှုကျူးလွန်ထားတာလဲထင်ရှားနေတာပဲဘာလို့ပြည်တွင်းမှာနဲ့တရားစီရင်ပြီးခေါင်းဖြတ်မတက်လိုက်တာလဲ အာအဲ့ဒါကလည်း နီယိုလေဘာလို့သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်ကိုဖယ်ရှားဖို့အတွက်နိုင်ငံတကာတန်တမာရေးရာကိစ္စတွေကိုအကြောင်းပြပြီးအင်္ဂလန်ကိုပူလည်းနီလန်ကိုပါပါနနတုံချလိုက်တာလေ အဲ့ဒါကဘရင်ရဲ့အလွန်ကိုပါနတ်တဲ့နိုင်ငံရေးလက်ကတစ်ခုပဲရှင်ပြည်တွင်းမှာပဲရှင်းပြဖို့ဆိုတာကပြောသလောက်မလွယ်ဘူးနိုင်ငံရေးမှာပြည်သူဆက်ဆံရေးဆိုတာရှိတယ်လေ ဖီယာပေါ့နော် ဟုတ်တယ်ဟမ်လက်ကမိခင်ဖြစ်သူမိဖုရားကြီးအလွန်ချစ်တဲ့သားတစ်ယောက်ဖြစ်တယ်မိဖုရားကြီးရဲ့ထောက်ခံမှုကဘရင်အတွက်အရေးပါတယ်နောက်တစ်ချက်ကပြည်သူတွေကြားမှာလည်းဟမ်လက်ဟာအင်မတန်လူကြိုက်များတဲ့မြို့လင်းချက်ထားရတဲ့မင်းသားတစ်ပါးဖြစ်နေတယ် အော်အဲ့တော့တွားပြီးထီလို့မလွယ်ဘူးပေါ့ မန်ပါတယ်သူ့ကိုတိုက်ရိုက်ဒေတံပေးတာမျိုးတော့မဟုတ်လူသူရှင်ကြားအေးအေးယူလာမျိုးလှုပ်လိုက်ရင်ပြည်သူတွေရဲ့အုံကြွမှုကိုရင်ဆိုင်ရနိုင်တယ်ပြီးရင်တစ်ဖြစ်တဲ့ Claudius တို့ဒါကကြီးမားတဲ့နိုင်ငံရေးအန်တရေပဲလေ အော်နိုင်ငံရေးသမားတွေရဲ့လက်စုပုံဓာပေါ့ပြည်သူတွေမသိအောင်လက်ကိုသွေးမပေးအောင်တွဲဝိုက်ပြီးရှင်းတဲ့နီးဗျူဟာကိုတုံးတာပေါ့ အတိအကျပဲရှင်မိမိအတွက်အန်တရေဖြစ်လာနိုင်တဲ့သူဖြစ်သူကိုတိုက်ရိုက်မရှင်းပဲသူယူနေလို့ပြဿနာတွေဖြစ်နေလို့အင်္ဂလန်ကိုခဏပို့လိုက်တာပါဆိုတဲ့တန်တမန်ရေးရခရီးစဉ်ခေါင်းစဉ်တက်ပြီးပို့လိုက်တာဟာအမကန်ညံ့ကျဲတဲ့လူရက်ပါ တကယ်ကိုလက်ကွက်ပဲနော် ဒါပေမဲ့တကယ်တမ်းနောက်ွယ်မှာတော့ပြီးရင်ကအင်္ဂလန်ဖီရင်စီကိုသတင်းစကားပါပြီးဟမ်လက်အင်္ဂလန်ရောက်တာနဲ့ချက်ချင်းခေါင်းဖြတ်သက်ဖို့လုံးဝအမင်းစာထည့်ပေးလိုက်တာလေ ဒါကလုတ်ချမှုတတ်ပဲနော်အင်္ဂလန်ကိုရောက်မှတည်သွားရင်ဒိမတ်ဘီရင် Claudius ရဲ့လက်မှာတွေးမစွန်းတော့ဘူးအင်္ဂလန်ကလူတွေတတ်တာပါငါနဲ့မဆိုင်ဘူးလို့ငင်းလို့ရတော့ မှန်တယ်ဒီလိုတက်ရိုက်မြင်ဆိုင်ပဲနောက်ွယ်ကနေလောက်ချံဖို့စူးစမ်းခြင်းကဇလိုင်းရဲ့တိမမှုကိုရောမသွားစေပဲပုံမမြင့်တက်သွားစေပါတယ် ဟုတ်တယ် ဟမ်လက်အတွက်စဉ်းစားကြည့်လေသူနေထိုင်ရတဲ့ပတ်ဝန်းကျင်ဟာဘလောက်တောင်စိတ်ပြင်းနေပြီလဲဆိုတော့ကိုတက်အန်တယ်ကဒေမမတင်မကားတော့ဘူးတွားလျာနိုင်ငံရေးချအခီအရေးလိုလိုက်နေပြီဆိုတာကိုပြထားနေလေပြီးတော့ကိုတက်ဖို့စီစဉ်နေတာကကိုယ့်ရဲ့မိသားစုဝင်အရင်ကြားရပဲဆိုတဲ့အသည့်ကတိတ်ကိုကြောက်စရာကောင်းပါတယ် တကယ်ကိုလေးနဲ့ပြီးစိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေပြည်နံနေတဲ့ဇက်ကွက်ဒီပါပဲရာ ဟုတ်ပါတယ်ရှင် ကဲကျွန်တော်တို့ဆွေးနွေးခဲ့တာဒီကိုအနည်းချုပ်ကြည့်အောင်ဒီနေ့လေးလာခဲ့တဲ့ Hamlet ပြဿနာရဲ့အစပိုင်းနဲ့အလယ်ပိုင်းဇက်ကွက်ဒီဟာတာမန်ကလေးစားချင်မှုဇလန်တက်တက်မဟုတ်ဘူးဆိုတာကျွန်တော်တို့အချင်းအရှာတွေ့မြင်ခဲ့ရပါတယ် တော်တော်လေးနဲ့ရှိုင်းတာကိုတွေ့ရတဲ့ တချေတကောင်းရဲ့စကားကနေစတင်ကြတဲ့အမှန်တရားရှာဖွေခရီးစဉ်ဟာနောက်ဆုံးမှာတော့စိတ်ပိုင်းဆိုင်ရာဖိအားတွေမိသားစုအတွင်းကတစ္ဆာဖောင်မှုတွေနဲ့တရားမျှတမှုကိုရှာဖွေခြင်းရဲ့နောက်ွယ်ကရှုထွေးတဲ့အကျိုးဆက်တွေစီကိုဥတီသွားခဲ့တယ် မမ အမှန်တရားကိုသိလာရခြင်းဆိုတဲ့ဝန်ထုတ်ဝန်ပို့ကလူတစ်ယောက်ရဲ့စိတ်ကြမ်းမာရေးကိုတင်မကပဲသူ့ပတ်ဝန်းကျင်တစ်ခုလုံးကိုပါဘလို့ပျက်စီးသွားစေနိုင်လဲဆိုတာကိုတွေ့ခဲ့ရပါတယ် ဟုတ်တယ်အမှန်တရားကိုသိုံနဲ့မပြီးဘူးအဲ့အမှန်တရားကြီးကိုရင်ဘတ်ထဲထည့်ပြီးဘလို့ဆက်ရှင်တတ်မလဲဆိုတော့ပိုအေးကြီးတယ်ဆိုတော့ပြနေတာပါ ဟုတ်တယ်ဗျာ ကိုချင်းတရားတာဝန်တည်မှုနဲ့စိတ်ပိုင်းဆိုင်ရာချမ်းမာရေးလို့ရဲ့ခြားကတိမ်မွေးတဲ့မြင်းလေးတွေဟာဖိအားဒီအောင်မှာဘလို့ပြတ်တောက်သွားလဲဆိုတော့ဒီမြစ်စာစုတွေကနေတဆင်ကျမတို့ရှင်းရှင်းလေးလေးမြင်တွေ့ခဲ့ရပါတယ်နိုင်ငံရေးအာဏာစက်ရဲ့ရက်စက်မှုနဲ့လူသားတယောက်ရဲ့နာကျင်လွဲတဲ့စိတ်နဲ့စိတ်ထားကြကပုတ်တိမ်မှုတွေကိုအကောင်းဆုံးသရုပ်ဖော်ထားတာပါပဲ ဒီနေရာမှာနားဆင်နေတဲ့သူတွေကိုကျွန်တော်နောက်ဆုံးအနေနဲ့ခြံထားခဲ့ခြင်းနဲ့ကိုယ့်ဘာသာဆက်ပြီးတွေးစရာမိခွင့်ပြုရှိပါတယ် အေးဘာများလဲ အစပိုင်းတော့မှကျွန်တော်ပြောခဲ့ရဲ့သစင်းကြီးပေါ်လာတဲ့ခြေတွေကိုပြန်စဉ်းစားကြည့်ပါအကယ်၍သာဖခင်ဖြစ်သူရဲ့ဝိညာဉ်ဟာအစကတည်းကပေါ်မလာတဲ့ဘူးဆိုပါစို့ဒေမနန်တွင်ကလူတွေအားလုံးဟာဦးလေးဖြစ်သူနဲ့မိခင်ဖြစ်သူရဲ့အုပ်ချုပ်မှုအောင်မှာဘာပြဿနာမှမရှိပဲပုံမှန်တိုင်းဆက်လက်ရှင်သန်သွားကြမှာလား အဲ့ဒါဆိုရင်တော့ဖိနိုင်ချေရှိတာပဲနော် ဟုတ်တယ်လေနန်တွင်ရဲ့လုတ်ချင်မှုအမှန်တရားဟာထာဝရဖုံးကွယ်သွားမလားသို့မဟုတ်အချင်းချင်းရဲ့သူ့လိုရောပေါ်လာမလားနောက်တဲ့ပေါ်အရေးကြီးတဲ့မင်းဟုံတာလူတစ်ယောက်ကမိမိလုံးဝမမြင်ခြင်းတဲ့လက်မခံခြင်းတဲ့အမှန်တရားတွေကိုမလွဲမရှောင်တာရင်ဆိုင်လိုက်ရတဲ့အခါမိမိကိုယ်တိုင်နဲ့မိမိချစ်ရသူတွေတို့ဘလို့ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လဲဆိုတာပါပဲ တကယ်ကိုတွေးစရာပါပဲ ဒီခါလေးမှာအမှန်တရားကိုသိရခြင်းကလွတ်မြောက်မှုမဟုတ်ပဲကိုယ့်ကိုယ်ကိုပြန်ပိတ်လောင်လိုက်တဲ့ပုံမနဲ့ရှိုင်းတဲ့ထောင်ချောက်တစ်ခုများဖြစ်သွားနိုင်သလားဆိုတာကိုစဉ်းစားကြည့်ဖို့တိုက်တွန်းခြင်းတွေပါပြဿနာတွေရဲ့အစဟာအမှန်တရားကိုသိလိုက်ရတဲ့အချိန်ကစတာများလားဆိုတာစဉ်းစားစရာပါပဲဗျာ
ဒီနေ့မနက်ပိုင်းကကလေးကမိုးကတော်တော်လေးတီးတီးမမန့်ရွာနေတာညီးလေတော့အထိမတိသေးဘူးဆိုရင်တော့အတင်ထွားပေါ်စီစဉ်ထားတဲ့အလုပ်ကိစ္စတွေကိုဖျက်ပြီးအိမ်ထဲမှာပဲအေးအေးဆေးဆေးအနားယူထီလောက်တယ်